မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ထိုင်းရင်ဆိုင်သွားမှာဖြစ်ပါတယ်လိုက်ခက်ပေးပါဦး Okay ready မိုးကြလာပြီဒါတော့ကိုထွန်းထိုင်းရင်ဆိုင်ပဲဖြစ်ပါတယ်ခင်ဗျဘေးပပတ်လည်မှာဆိုရင်လည်းတခြားစားတောက်ဆိုင်တွေလည်းရှိသေးရပေါ့နော်ဒီမှာပြီးတော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့မြန်မာလူမျိုးတွေချင်းခက်တာတော်တော်ဝါဒနာပါကြတယ်ဒီမှာချင်းလာပြီးတော့မှခက်လို့ရပါတယ်ခင်ဗျဒီနေ့ကတော့ထိုင်းရီတော့မရခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုစောမလာခဲ့တဲ့အတွက်ကြောင့်မလို့ထိုင်းရီကုန်သွားပြီတဲ့ထိုင်းရီတောက်ချင်တယ်ဆိုရင်ကြိုကိုမလာခင်မှာကြိုပြီးတော့မှဘူကင်မှာထားမှရပါမယ်ခင်ဗျဒါတော့ကျွန်တော်တို့ကိုထွန်းဆိုင်နေရရှိနိုင်တဲ့အစားစားပွဲစုံလေးပါခင်ဗျ share အမြင်ဒီပါနေပါရအလကားနေပတ်စံရဘာလို့လို့အဆင်ပြေလား အလကားနေပတ်စံရပေါ့ဒီမှာအေးစေးထိုင်တော့ပတ်စံဝင်နေဆိုလို့လာထိုင်တော့နေဒီမှာလာပြီးတော့မှအေးစေးလာချီလို့ရပါတယ်ခင်ဗျတခါကျရင်ကျွန်တော်တို့ဆောင်းပေါက်တွေနဲ့တချင်းအောင်ဆိုလို့ရတယ်ပေါ့နော်ကဲအားလုံးပဲဒီမှာလာရောက်ပြီးတော့မှစားတော့ကြည့်ပါလို့ဖိတ်ခေါ်ပါတယ်ဒီနေ့အောင်စကန်ပြီးတော့မှဒီဆိုင်ရဲ့ Facebook page လေးကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျအားလုံးပဲ bye bye